အားလုံးပဲမင်္ဂလာပါရှင်။ Little မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ဆီယာမမဆန္ဒရဲ့ဂျီဟောသူဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ခင်ချိုတို့စက်မှုတက္ကသိုလ်တွင်ကျောင်းသားဆောင်များကို ABC တက်၍ခေါ်သည်စုစုပေါင်း6ဆောင်ရှိသည်တသမမြောက်ဆောင်သည်ကမိန်းကလေးဆောင်ဖြစ်၍ဥတ္တရဆောင်ဟုအမည်ပေးထား၏သို့တော်လည်းနံပါတ်စဉ်အရကြီးဖြစ်သောအဆောင်မှုဂျီဟောဟုအခေါ်များလေသည်ဂျီဟောကိုပမာခံရလျင်လွင်တီးခေါင်တွင်ဆောက်ထားသောအဆောက်အဦကြီးနှင့်တူတီဟုပြောရပေမည်တစ်ပင်ဝါပင်ဆူဆူပြပြအုပ်အုပ်ဆိုင်ဆိုင်ဘာမှမရှိသေးကျင်းနေအောင်ပူသောနေတံကို၎င်းတဲနေအောင်ရွာသောမိုးတံကို၎င်းတဖွဲဖွဲကျနေသောနှင်းတံကို၎င်းအချီးတဲကြံ့ကြံ့ခံရရှာလေသည်အဆောင်စားဥဆိုင်ရင်လက်ထက်ကစိုက်သွားတော့အဆောင်အဝင်ဝရှိဗရောက်ပင်ပြိုလေးနှစ်ပင်မှာကအတော်တန်ပင်ကြီးထွားနေပြီဖြစ်လေသည်အဖော်ကင်းစွာအထီးကျန်ရက်တည်နေသောအဆောင်ကြီးအတွက်ဘဝခီးပေါ်လေးနှစ်ဦးဟုခင်ချိုကကြပြဆန်းဆန်းတွေးမိလေသည်နေရတကအတွေးမခေါင်စမ်းပါနဲ့ခင်ချိုရဲ့အဆောင်ကအဆောင်မဲပေါ့ဗရောက်ပင်ကဗရောက်ပင်မဲပေါ့အသက်ရှိရာတွေမှာမဟုတ်တာအထီးကျန်တွေအဖော်တွေစဉ်းစားမနေစမ်းနဲ့မမခင်ကခန်းကောင်းကောက်ကလေးပြောလေးရှိသည်မမခင်သည်ခင်တို့အုပ်စုတွင်လူကြီးအဆန်ဆုံးဖြစ်သည်သူ့ကိုဘသူကမှဆရာမတင်တော့လဲသူ့တဘောနှင့်သူကိုယ်သူမဲပေးပြီးပြိုင်ဘက်မရှိဘူတက်လုံနေလေသည်စိတ်ကူးရင်လွင်သောခင်ချိုကိုလည်းစူသည်ကလေးဆန်သောထွေးထွေးကိုလည်းငေါက်သည်အစာကြည့်ပြီးကြောက်တတ်သောမိကိုလည်းတဘောမတွေ့မြင်သမျှရည်စရာလုပ်ပြီးဗရုပ်ကြလေးရှိသောဝေဝေနှင့်မော်မော်ကိုလည်းမကြည်နဲ့စေတနာအရင်ခံပြီးစုပူလေးရှိသည်မို့ခင်ချိုတို့အားလုံးကမနိုင်၍တီးခံခြင်းဟူသောခန္ဒီစတရားကိုလက်ကင်ထားပြီးမမခင်ကိုဘေးမဲ့ပေးထားကြရလေသည်ဒါလေးသည်တခါကခင်ချိုတို့အားလုံးရွှေတကုံဖျားတက်ဖြစ်ကြလေသည်ဖျားအထွားဘတ်ကားပေါ်အတက်တွင်ဖနက်တစ်ဖက်ချစ်ကြံရသောမိမော်ကိုရှက်ပြပြလို့ရကောင်လားဟုမမခင်ကစူတော့သည်ဖနက်တစ်ဖက်ထဲကိုဆက်စည်းထားရကောင်းလို့ချွတ်ပြီးလွန့်ပစ်လိုက်ရကောင်းလို့နဲ့မော်ခမစိတ်ရှုပ်နေရသည့်အထဲမမခင်စုသမျှကိုလည်းတေးပေပြီးခံရရှာလေသည်ရွှေတကုံဖျားစွတောင်းပြည့်စီသည်တို့ရောက်တော့အခါတပြေပန်းများတပွေးတစ်ပိုက်လှူပြီးဤတပြေပန်းများလှူရသောအကျိုးကျေးဇူးကြောင့်မမခင်သည်ယောက်ျားဆူဆူနှင့်ရပြီးအနိုင်ခံရပါသည်ဖျားဟုအော်ကြီးဟစ်ကျဲဆုတောင်းလေတော့သည်ကြာပြူကြိုင်နီများနှင့်ဖျားကိုညီညီတက်တက်အာယုံပြုကနိဗ္ဗာန်စုပန်းနေသောမမခင်သည်မျက်လုံးကြီးပြူကနေပွင့်လာပြီးအလန့်တကြားထခုံလေတော့သည်ဖျားကိုမှပြီးအောင်ဦးမချနိုင်ခဏနေပါအောင်ဖျားပြီးမှဆက်ရှိခိုးရမယ်ဖျားဟုရှောက်တင်ကတပြေပန်းများပွေကဥရဖယားထပြေးသည်ခင်ချိုတို့အားလုံးဖျားရှိခိုးကိုပြီးအောင်မဆိုနိုင်ပဲသူတို့နှစ်ဦးကိုကြည့်ကဥနာအောင်ရီကြရလေသည်မော်မော်ကအစတန်သည်မမခင်ကဒေါကန်သည်လူအများကြားတဲ့တွင်မမခင်တယောက်ဇိုးကနေစက်ခနဲလှမ်း၍ခောက်နိုင်မည်မဟုတ်သည်ကိုသိသည်ဖြင့်ပဝါတကန်လက်တကန်လောက်မှနေပြီးမော်မော်ကလည်းမခံချင်အောင်အမျိုးမျိုးစလေသည်နောက်ဆုံးတော့မမခင်ကိုယ်တိုင်မနေနိုင်မဲရီရလေတော့သည်ကျောင်းသားဘဝကပျော်စရာအကောင်းဆုံးပဲတဲ့လူတိုင်းပြောကြတယ်စာကြည့်ရတယ်ခဏန်းတွေ့ရတယ်6နာရီထိုးရင်အဆောင်ထဲမှာအပိတ်ခံရတယ်ဆရာတွေကိုကြောက်နေရတယ်ကဲဘယ်မလဲပြောစရာဒီကြားထဲမမခင်ကကြောက်ရသေးတယ်စာကြည့်ရမှာကိုပြင်းလွန်းသောမိဝါကိုမူမမခင်မနိုင်မီမမခင်စုလင်းလျင်အခန်းထဲတွင်ခြေပြားထောင်ရေးလျှောက်ရင်ဟိုမော့ဒီမော့နှင့်ပျော်စရာကိုရှာမတွေ့တော့တရားလှုပ်တက်လေသည်အောက်ဆုံးထက်ကကီတီတို့အခန်းတွင်စကားဝိုင်းဖွဲ့နေသည်ကိုတွေ့၍မမခင်စုလျင်အလဲထက်တက်လာပြီးကတင်မော်တွင်ပလက်လန်ကစာအုပ်ကလေးကိုမျက်နှာပေါ်တင်ရင်အိပ်ပါလေတော့သည်သူ့ကိုမေးလျင်တော့ကြက်ပြီးသားစာများကိုစိတ်ထဲတွင်ပြန်၍စိုးကြည့်နေတာပါဟုဖြေလေးရှိသည်အဆောင်အပေါ်ဆုံးထမနေပြီးအဆောင်ရှိဖြတ်လျှောက်သောကျောင်းသားများကို
ခြေလက်အမားမားနဲ့တုတ်ချီတင်ပေးအောင်ဘေညာဟုနောက်လေးရှိသောထွေးထွေးခမများမှမူမမခင်ခောက်သမျှခေါင်းပူအောင်ခံရရှာလေသည်ထွေးထွေးရောက်ခါစားကခေါင်းသေးသေးလေးရဲ့ဒီရောက်မှမမခင်ခဏခဏခောက်တာနဲ့ဥယောင်ပြီးထွေးထွေးကောင်ကြီးလာတာမမခင်မတရားဘူးဝေကမကြည်မနဲ့ပြောတတ်သည်ဝေအဆိုအရမူသူ့ဘာနှစ်ဖက်မှာလဲမမခင်ဆွဲလိန်လွန်းသောကြောင့်တနေ့တခြားဖောင်းလာခြင်းဖြစ်သည်ဟုဆိုသည်ဖြူဖွေးသောဝေပစုံလေးနှစ်ဖက်ဖောင်းပြည့်နေသည်ကလည်းအမှန်ပင်ဖြစ်သည်ဟဲ့မိဝေရဲ့စီရနာနဲ့ကြွေးရင်တေသေးတောင်စားရတယ်ဟဲ့ငါကနင်တို့တွေကိုကောင်းစီခြင်းလို့မိမပီသားစီခြင်းလို့ဆုံးမတာကိုစီရနာကိုဝေနာချင်နေရလားမမခင်ကဒေါ်ကြီးမော်ကြီးနဲ့ပြောသောအခါတွင်မူဝေသည်ရီကျဲကျဲနဲ့တုတ်ချီတင်လေတော့သည်ကျိုးတို့အားလုံးကိုမမခင်သည်စေတနာဝန်တန်းဆုံးမပဲ့ပြင်းနေသည်မို့စိုးကျင်တိုင်းမစိုးရတည်ကျင်တိုင်းမတည်ကြရပေမကြည်နဲ့ချင်တော်လဲအကောင်းပမတွေးပြီးကြည်နဲ့ကြရလေသည်မမခင်သာထိမ့်မနေလျင်ခင်ချိုတို့အားလုံးသူ့နီးနှင့်သူစိုးမိတင်မိသူကလေးများသာဖြစ်၏အမေကဲပါအဘကဲပါနှင့်စာကိုဖင်ထအောင်ကြက်သက်သူများတခါတရံလေနက်နက်လေအားကြီးသည့်အထိလေကန်တကြသူများအစားစားလျင်မေစဘိုးနှစ်အောင်တအင်းဖြစ်တတ်သူများကိုမမခင်တယောက်သာစိတ်ရှိလက်ရှိစောင့်ကြည့်ပြီးပြောနိုင်ဆိုနိုင်မိသည်သူ့ပါရမီကလည်းမသေးငယ်လာပြီငါမာတာမောင်နေအကူကြီးရှိရင်နင်တို့တော့မယူစေရဘူးတကယ်အဟုတ်ပြောတာတခါတရံတော့လေစိတ်ညစ်လာသလိုမမခင်ကပြောတတ်သည်မမခင်စိတ်ညစ်သလိုခင်ချိုတို့ပုံစံများကိုကြည့်၍စိတ်ညစ်သူအတော်များဟန်သူလေသည်ထို့ကြောင့်တန်ချက်ချင်း၌ပင်ထဲ့၍ဆက်ဆူခဲ့သည်ကြည်ဟောသူကိုမလိုချင် PNN ပင်သွားလိုက်ခြင်းသည်ဟုဖြစ်လေသည်